မင်္ဂလာပါနော်လိုက် share လေးနဲ့ကျွန်တော်တစ်ချက်လောက်ကူညီပေးပါကျွန်တော်တို့တောက်ကြနေတိုင်းပေါ့နော်ကျွန်တော်တို့အပူးထွက်ပြီးဆိုရင်အင်္ဂါမကျော်စာတော်မွေးနှစ်ကွက်စာတော်မွေးနှစ်ကွက်လိုချင်တယ်ဆိုတော့အကူဒီမတွေကကျွန်တော်ရဲ့မိတ်ဆွေတွေ093963ခွန်3ခွန်ကိုဆိုတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပါနော်စာတော်မွေးပေါ့နော်သူကစာတော်မွေးရပါတော့4ချိန်ပဲမွေးရမှာပေါ့နော်အင်္ဂါမကျော်ဆိုတော့ဗျာနော်ကဲလိုက်လက်မှတ်လေးတယောက်တစ်ချက်စီတော့နှိပ်ပေးပါကျွန်တော်ရဲ့မိတ်ဆွေတွေအကုန်လုံးနော်လိုက်လက်မှတ်တယောက်တစ်ချက်စီတော့နှိပ်ပေးပြီးခဲ့တဲ့ပွဲမှာကျွန်တော်တို့တင်ပြီးတဲ့ကဏ္ဍတွေလည်းအကုန်လုံးတော့အောင်မြင်ကြတယ်ပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေတွေအားကြောင့်ကျွန်တော်ရဲ့မိတ်ဆွေတွေဒီဘက်မှာကျွန်တော်ရဲ့မိတ်ဆွေတွေရှယ်မွေးနှစ်ကွက်ကတော့ကျွန်တော် line မို့ကိုကျွန်တော်မတင်တော့ဘူးနော်ရှယ်မွေးနှစ်ကွက်ကိုကျွန်တော် line မို့မတင်တော့ဘူးကျွန်တော်ရဲ့မိတ်ဆွေများအနေနဲ့ကျွန်တော်ရဲ့မိသားစုဝင်တိုင်း30ရက်ကနေ30ရက်တိရှယ်မွေး2ဒီနှစ်ကွက်နော်ဒါတွေက2ဒီပါ2ဒီနှစ်ကွက်နော်ကျွန်တော်ရဲ့မိတ်ဆွေတခါလေကျွန်တော်ပြီးမယ်နော်ကျွန်တော်မိတ်ဆွေများအနေနဲ့ကခွန်356ခွန်3ခွန်9ဆိုတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်နော်ဒါလေးကကျွန်တော်ရဲ့မိတ်ဆွေများကိုကျွန်တော်ဒါတောက်ကြနေတိုင်းကိုအပူးထွက်လို့နော်အပူးထွက်လို့ကျွန်တော်မိတ်ဆွေတို့အင်္ဂါမှာကျွန်တော်မွေးကန်းလေးကျွန်တော်ထုတ်ပေးထားတာဒါကတော့ကျွန်တော်အပတ်စဉ်တိုင်းကျွန်တော်ထုတ်ပေးနေကြပါနော်ကျွန်တော်မိတ်ဆွေအကုန်လုံးကိုကျွန်တော်ပြောတာနော်တယောက်မြင်တာနဲ့တယောက်လိုက်လက်မှတ်လေးနေပေးထားပြအောင်နော်ဟုတ်ပြီလားနော်ဒါတပတ်စာကြီးကျွန်တော်ရဲ့မိတ်ဆွေတွေတခါလေးတင်ပေးမယ်နော်လိုက်လက်မှတ်လေးနှိပ်ပေးထားတပတ်စာပေါ့နော်တပတ်စာကကျွန်တော်ရဲ့မိတ်ဆွေတွေကိုတပတ်စာနော်တပတ်စာကပ်ပေါ့ဗျာနော်တပတ်စာကပ်လိုက်လက်မလေးနှိပ်ပြီးပါအောင်မိတ်ဆွေနော်ဗုဒ္ဓဘူးမကျော်ကျွန်တော်ရဲ့မိတ်ဆွေများအနေနဲ့ကနော်ဇာတို့ပတ်တီကိုပတ်ချင်တယ်ဆိုတဲ့အကိုကြီးမလေးဗုဒ္ဓဘူးမကျော်ဘူးဗျာနော်ဗုဒ္ဓဘူးမကျော်ဗုဒ္ဓဦးမကျော်စာတို့ပတ်တီကကျွန်တော်ရဲ့မိတ်ဆွေများနေဘာဖြစ်မလဲချက်ကြည့်မယ်နော်ဗုဒ္ဓဦးမကျော်စာတို့ပတ်တီကကျွန်တော်ရဲ့မိတ်ဆွေ4 3နော်ဗုဒ္ဓဦးမကျော်စာတို့ပတ်တီပေါ့နော်ဗုဒ္ဓဦးမကျော်စာတို့ပတ်တီ4 3ပတ်တီနော်ကျွန်တော်မိတ်ဆွေချက်ကြည့်မယ်စာတို့ပတ်တီကဗုဒ္ဓဦးမကျော်စာတို့ပတ်တီကကျွန်တော်မိတ်ဆွေနော်စာတို့ပတ်တီက4-3เนาะကျွန်တော်မရှိလိုက်လက်မှလေးတယောက်ချက်စီနေပြီးတာเนาะကျွန်တော်မရှိเนาะဒီကနေ့တနင်္ဂနွေနေ့တနေ့ပဲကျွန်တော်မရှိမှလည်းဖုန်းခေါ်လို့ရမှာဖြစ်တယ်ပေါ့နော်တနင်္ဂနွေနေ့တနေ့ပဲဒီနေ့တနေ့ပဲဖုန်းခေါ်လို့ရမှာဖြစ်တယ်30ရက်မှ30ရက်နေ့ဒီရှင်မွေးနှစ်ကွက်တယ်ရှင်မွေးနှစ်ကွက်ကမှကျွန်တော်မရှိအင်္ဂါမကျော်မွေးရမှာเนาะအင်္ဂါမကျော်မွေးရမယ်ရှင်မွေးနှစ်ကွက်တယ်ကျွန်တော်မရှိမှလည်းကလိုချင်တယ်ဆိုတော့ကျွန်တော်မရှိခွန်356ခွန်3ခွန်9ဆိုတဲ့ဖုန်းနံပါတ်ကိုတည်းဆက်သွယ်ရမှာဖြစ်တယ်เนาะကျွန်တော်မရှိအဲ့ဒါတစ်ချက်ကြည့်ပြီเนาะဘတုနဲ့ဆက်တယ်မှားမယ်เนาะကျွန်တော်မရှိတစ်ချက်ကြည့်ပါဗုဒ္ဓမှုကျော်ဇာတို့ပတ်တီကလည်းကျွန်တော်မျိုးဆွေ4-3ပါเนาะကျွန်တော်မျိုးဆွေဇာတို့ပတ်တီ4-3เนาะနောက်တော့တစ်ချက်เนาะတပတ်စာပရိတ်เนาะကျွန်တော်မျိုးဆွေတပတ်စာပရိတ်ကကျွန်တော်မျိုးဆွေတစ်ချက်ကြည့်မယ်တပတ်စာပရိတ်လာပြီเนาะတပတ်စာပရိတ်ကကျွန်တော်မျိုးဆွေ3ညเนาะတပတ်စာပရိတ်က3ညပရိတ်เนาะလိုင်းလက်မလေးနှိပ်ပြီးထားပါအားလုံးမျိုးဆွေတပတ်စာပရိတ်ဒီက3ညနော်3ညနဲ့ပတ်သက်လာရင်ကျွန်တော်မျက်စိပါဖြစ်မလဲနော်တပတ်စာပရိတ်က3ညတပတ်စာပရိတ်က3ညဒီကိုနှစ်ရှိ3ခွန်4 6 5နော်ပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်တင်ပေးခဲ့တဲ့ပရိတ်ဒီကထွက်ပါတယ်နော်တပတ်စာပရိတ်ကကျွန်တော်မျက်စိ3ညနော်ဒီကိုနှစ်ရှိ3ခွန်44655เนาะလိုက်လက်မှတ်တယောက်ချက်စီတော့နှိပ်ပြီးပါ channel ကို subscribe မလုပ်ရသေး channel လေးကို subscribe ပါလုပ်ပေးခဲ့ပါအားလုံးမိတ်ဆွေကိုเนาะနောက်ထပ် channel ကကျွန်တော်ထိစီเนาะတပတ်စာထိစီလာခဲ့မယ်တပတ်စာထိတ်ကဘာလဲကျွန်တော်မိတ်ဆွေတစ်ချက်ကြည့်မယ်ပေါ့เนาะတပတ်စာထိတ်အနေနဲ့ကကျွန်တော်မိတ်ဆွေတွေထိတ်လာခဲ့မယ်ဆိုရင်လည်းကျွန်တော်မိတ်ဆွေတွေကတစ်ချက်ကြည့်ပဲပေါ့เนาะနှစ်ထိတ်เนาะတပတ်စာထိတ်စီကကျွန်တော်မိတ်ဆွေတွေနှစ်ထိပ်ပါเนาะလာမယ်เนาะကျွန်တော်မိတ်ဆွေတွေဝက်ဆပ်ထိပ်ကနှစ်เนาะမဖြစ်မနေထုတ်ကိုထွက်အောင်เนาะကျွန်တော်မိတ်ဆွေလိုက်လက်မတယောက်ချက်စီနေပြပါเนาะတပတ်စာထိပ်စီကကျွန်တော်မိတ်ဆွေတွေနှစ်ပါเนาะနောက်ထပ်တစ်ချက်ကတပတ်စာထိပ်ပဲเนาะတပတ်စာထိပ်ပဲเนาะကျွန်တော်မိတ်ဆွေတွေတပတ်စာထိပ်ကကျွန်တော်မိတ်ဆွေတွေဘာလာမလဲတပတ်စာထိပ်ကကျွန်တော်မိတ်ဆွေ3เนาะကျွန်တော်မိတ်ဆွေ3လာမယ်တပတ်စာဒီစီက3လာမယ်เนาะကျွန်တော်မျိုးလိုက်လက်မတွေတယောက်ချက်စီနေပြီ
channel လေးကို subscribe လုပ်တော့ channel လေးကို subscribe လုပ်ပြီးနော်ဗုဒ္ဓဒီတနင်္ဂနွေနေ့တနေ့ပဲကျွန်တော်မေးစီမအနေနဲ့တော့ဒီမှာ30ရမှာ30တည်းထိရှေ့မွေး2ကွက်ရှေ့မွေး2ကွက်ထဲကိုကျွန်တော်မေးစီလိုချင်တယ်ဆိုရင်တော့ခွန်ခွန်3ည56ခွန်3ခွန်9ဆိုတဲ့ဖုန်းနံပါတ်ကလေးတိုက်ရိုက်ဆက်သွယ်ပြီးနော်ဒါမွေးကန်း2ကွက်အင်္ဂါမကျော်မွေးကန်း2ကွက်မွေးကန်းကြိုက်တဲ့အကူကြီးမတွေကိုကျွန်တော်ပြောတာနော်ပြီးခဲ့တဲ့ဘက်မှာကျွန်တော်မွေးကန်းကိုကျွန်တော်တင်ပြီးခဲ့တယ်ပေါ့နော်ဒီတစ်ပတ်မှာကျွန်တော်မွေးကန်းကိုတော့ကျွန်တော် line မောက်ကိုကျွန်တော်မတင်ပြီးတော့ငါမွေးကန်း line မောက်မတင်ပြီးတော့မိသားစုအဖွဲ့ဝင်ကျွန်တော်ခေါ်တာနော်မိသားစုအဖွဲ့ဝင်ခေါ်တာမိသားစုအဖွဲ့ဝင်ကကျွန်တော်ဘာခေါ်လာလဲဒီမှာမိသားစုအဖွဲ့ဝင်ကျွန်တော်ရဲ့မိတ်ဆွေတွေခေါ်တာကကျွန်တော်မိတ်ဆွေမွေးကန်းရှယ်မွေးကန်း2ကွက်ထဲကိုကျွန်တော်ခေါ်ခြင်းဖြစ်တယ်ပေါ့နော်ကျွန်တော်မိတ်ဆွေအဲဒါကြောင့်ဗုဒ္ဓမကျော်ဇာတို့ပတ်တီက43နော်တပတ်စာပရိတ်နော်3ညတပတ်စာထိစီက2တပတ်စာထိစီ3နောက်ထပ်တစ်ချက်နေကကျွန်တော်မိတ်ဆွေတစ်ချက်ကြည့်မယ်အပီးခွေကစားမယ်အပီးခွေမှာကဘာဖြစ်မလဲပြီးခဲ့တဲ့ဘက်မှာလည်းအပီးခွေကစားတယ်နော်ကျွန်တော်မိတ်ဆွေတွေအပီးခွေအပီးကစားမှာကနော်အပီးကစားမှာကကျွန်တော်မိတ်ဆွေတွေတစ်ချက်ကြည့်ပါဦးနော်ချက်ကြည့်မယ်အပီးခွေကစားမှာကခွန်လေးနော်ခွန်လေးတဲ့ကိုနော်တပတ်စာပြီးကစားမှာကခွန်လေးတစ်ကိုနော်တပတ်စာပြီးကစားမှာကခွန်လေးတစ်ကိုနော်ဟုတ်လားတပတ်စာပြီးကစားမှာကခွန်လေးတစ်ကိုနော်ကဲအားလုံးပဲ line နံပါတ်လေးနေပြီးပါဗျာအားလုံးမရှိနော်တပတ်စာထိပ်စီးကကျွန်တော်မရှိနှစ်တပတ်စာထိပ်စီး3နော်အပြီးကစားမှာကခွန်လေးတစ်ကိုဒါတပတ်စာပြီးကစားမှာနော်ဗုဒ္ဓမှုကျော်ဇာတို့ပတ်တီက43ပတ်တီတပတ်စာပရိက3ညဟုတ်ပြီနော်ကျွန်တော်မရှိဟုတ်ဒါကျွန်တော်ဒီလောက်ကလေးပဲကျွန်တော်လောတင်ပြီးမယ်နော်ကျွန်တော်မရှိဗုဒ္ဓမှုကျော်ရှေမွေးမွေးတီးကိုကြိုက်တဲ့အကူကြီးမတွေဇာတို့မွေးတဲ့အကူကြီးမတွေပေါ့နော်ကျွန်တော်ရဲ့မိဟောင်းတွေကတော့ဇာတို့မွေးကြတယ်အင်္ဂါမကျော်ဇာတို့မွေးနေတယ်ဆိုတဲ့အကူကြီးမတွေကဒီဖုန်းနံပါတ်ကိုဆက်သွယ်ပြီးခွန်ခွန်3ည56ခွန်3ခွန်9ဆိုတဲ့ဖုန်းနံပါတ်ကိုရှယ်မွေး2ကွက်လာယူနောက်ကျွန်တော်မိတ်ဆွေရှယ်မွေး2ကွက်လာယူရပါတယ်နော်အားလုံးပဲမိတ်ဆွေတွေကျွန်တော်ပြောတာဗုဒ္ဓမှုကျော်ဇာတို့ပတ်တီက43ပတ်တီဟော43ပတ်တီပေါ့နော်43ပတ်တီတပတ်စာပရိကကျွန်တော်မိတ်ဆွေ3ညနော်ကျွန်တော်မိတ်ဆွေတပတ်စာထိပ်စီကကျွန်တော်မိတ်ဆွေနှစ်နဲ့ပတ်သက်ရင်ဘာပါမလဲကျွန်တော်မိတ်ဆွေတစ်ချက်ကြည့်မယ်နော်နှစ်နဲ့ပတ်သက်ရင်လည်းကျွန်တော်မိတ်ဆွေတစ်ချက်ကြည့်မယ်ပေါ့နော်20နဲ့ခွန်ပါလေနှစ်နဲ့ပတ်သက်ရင်ကျွန်တော်မိတ်ဆွေ2ခွန်ပါမယ်နော်20နဲ့3ပါမယ်2ပါမယ်2 8ပါမယ်နော်အားလုံးပဲကျွန်တော်မေးဆွေနော်3နဲ့ပတ်သက်ရင်ပါပါအောင်လဲကျွန်တော်မေးဆွေချက်ကြည့်မယ်38 35 34နော်အားလုံးပဲ34 3ခွန်ဒါလေးပါနော်ကျွန်တော်မေးဒါထိပ်စီးလေးတွေကျွန်တော်တင်ပြီးတာကျင်းပြတယ်အပြီးကစားမှာကကျွန်တော်ခွန်လေးတကူနော်ခွန်လေးတကူကျွန်တော်မေးစီအပြီးကစားမှာခွန်လေးတကူပြီးကစားမယ်ဆိုတော့ကျွန်တော်မေးစီမှာဒီဘာကနန်းနေမြကစားမလဲဆရာကျွန်တော်မေးကြလိုက်မယ်နော်ကျွန်တော်မေးစီမှာအနေနဲ့မတွဲတတ်သေးဘူးဆိုရင်လည်းကျွန်တော်မေးစီတစ်ချက်ကြည့်ပြီနော်ကျွန်တော်မေးစီခွန်လေးတကူပြီးကစားမှာခွန်လေးတကူနော်ကျွန်တော်မေးစီတစ်ချက်ကြည့်ပြီနော်အပြီးကစားမှာ90နဲ့လေးခွန်1နော် sorry ခွန်9နော်ခွန်9 4 1နော်4 1ဖြတ်ကြည့်မယ်49နော်49ရဲ့တကူနော်ခွန်4ခွန်1ခွန်9 4 1 4 9တကူဆိုပြီးတော့ဒီကဏ္ဍလေးတွေတော့အပြီးကစားလိုက်မယ်နော်ခွန်4တကူအပြီးခွေနော်အပြီးကစားမှာကခွန်4တကူအဲ့ဒါတစ်ချိန်တော့မဟုတ်နှစ်ချိန်ပေါ့နော်ကျွန်တော်မေးစီပြီးအင်္ဂါမကျော်မွေးကလေး2ကွက်ကိုလိုချင်တယ်ဆိုရင်တော့ခွန်3ည56ခွန်3ခွန်9ဆိုတဲ့ဖုန်းနံပါတ်ကိုအခုတနင်္ဂနွေနေ့ဆက်သွယ်လို့ရနော်တလင်းလာနေ့မနက်ထိကျွန်တော်ဆက်သွယ်လို့ရမယ်တလင်းလာနေ့မနက်ထိမနက်ဖြန်မနက်ထိပေါ့နော်မနက်ဖြန်မနက်ထိကျွန်တော်တို့10နာရီလောက်ထိကျွန်တော်ဆက်သွယ်လို့ရမယ်နော်ကျွန်တော်မေးဆွေအကုန်လုံးနော်ရှယ်မွေး2ကွက်ကျွန်တော်ပြီးမယ်မိတ်ဆွေများနဲ့အဲ့ဒါအင်္ဂါမကျော်ဘူးဗျဇာတုံးနဲ့အ
ကိုကြီးမတွေကအချိန်ကြီးကတ်သေးသူကအောင်မြင်နေဆိုရင်တော့ဇာတိုးလေးနဲ့နော်ဇာတိုးမွေးနှစ်ကွက်နဲ့အောင်မြင်နေဆိုရင်တော့ခွန်ခွန်3969 309ဆိုတော့ဖုန်းနံပါတ်ကိုတိုက်ဖုန်းခေါ်ဆိုပါနော်ဖုန်းခေါ်ဆိုမှရမယ်ဗျာ